Starlink ဘေးကိုယ်တိုင်ဘယ်လိုဆောင်ကြမလဲဒီနေ့မှာတော့မိမိတို့ရဲ့အိမ်မှာသုံးနေတဲ့ Starlink စက်တွေပေါ့နော်စက်တွေကိုမိမိကိုယ်တိုင်ဘန်ကတ်နဲ့ဘေးဘယ်လိုဆောင်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးမိမိမှာဘန်ကတ်တစ်ခုရှိဖို့လိုရပေါ့နော်မရှိရင်လာဝယ်လို့ရပါတယ်ပြီးတဲ့အခါမှာမိမိမှာဆက်ရှိရပေါ့နော်ဆက်ရှိပေမဲ့လည်းမပြီးပါဘူးကို့မှာ Starlink ကောင်ရှိဖို့လည်းလိုပါတယ်ကို့မှာ Starlink ကောင်ရှိပြီဆိုရင်တော့အဲ့ဒီကောင်ကဘေးဆောင်လို့ရတဲ့ admin role ဖြစ်ဖို့လည်းလိုပါတယ် admin role ဖြစ်မှဘေးဆောင်လို့ရတယ်ပေါ့နော် admin ဒါမှမဟုတ် billing role ပေါ့နော် admin role မဟုတ်ဘူးဆိုရင်တော့ကိုယ့်ဆက်ကိုအကောင့်ဖောက်ပေးထားတဲ့စာပေသမားကိုပြောမှာဖြစ်ပါတယ်အားလုံးစုံပြီဆိုရင်ဘယ်လိုဆောင်ရမလဲဆိုတာကိုပြောပြပါမယ်ပထမဦးဆုံးဒီ Starlink ကောင်တွေက billing ဆိုတဲ့နေရာကိုဝင်ရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာဒီ payment method ဆိုတဲ့ဥစ္စာလေးရှိရပေါ့နော် payment method ဆိုတဲ့နေရာလေးကို edit နှိပ်ပါမယ်ပြီးရင်ကိုယ့်ရဲ့နာမည်ထည့်ပါမယ်ဒါကျွန်တော် patient နာမည်လေးထည့်လိုက်ပါတယ်ပြီးရင်ကိုယ့်ရဲ့ card number ပေါ့နော် card number 16လုံးထည့်မယ်ပြီးရင် MN11 ပြီးရင် security code ပြီးရင် zip code ဒီ၃ခုထည့်လိုက်ပါမယ်ပြီးရင်တော့ခဏလေးစောင့်ပြရပါတယ်ကိုထည့်လိုက်တဲ့ကတ်ချက်လက်တွေကလည်းမှန်ဖို့လိုပါတယ်ပေါ့နော်အဲ့ဒါမှကတ်ကချိတ်မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဒါကိုယ့်ရဲ့ကတ်ကချိတ်သွားပြီပေါ့နော် payment method မှာချိတ်သွားပြီဆိုရင်အပေါ်မှာဒါကျွန်တော် Mongolia region ကိုစောင့်ပြမှာဖြစ်ပါတယ်ချိတ်သွားဆိုရင်ကိုယ့်ရဲ့ဥစ္စာ submit လေးကိုနှိပ်ရမှာဖြစ်ပါတယ်submit နှိပ်ပြီးသွားပြီဆိုရင်တော့ကိုဘေးပေးတာအောင်မြင်သွားပြီဖြစ်ပါတယ်ဒီလို0ဖြစ်သွားပြီဆိုရင်တော့ပေးဆောင်ပြီးသွားပါပြီဒီနေ့21ရက်တိတ်နဲ့ပေးဆောင်ပေးလိုက်တာဖြစ်ပါတယ်ဘန်ကတ်တွေမရှိဘူးဆိုရင်တော့ DJO မှာဘန်ကတ်လေးတွေပေးဆောင်လို့ရတဲ့ဘန်ကတ်လေးတွေလာပြီးတော့ဝယ်လို့ရပါတယ်ဒါကတော့ကိုသုံးတဲ့ region တွေရဲ့ဈေးနှုန်းတွေပေါ့နော်ဖိလစ်ပိုင်ဆိုရင်4,600,000ဂျပန်ဆိုရင်4,900,000အာဂျင်တီးနား3,300,000မွန်ဂိုလီးယားဆိုရင်4,000,000ပေါ့နော်ဥရောပ region တွေဖြစ်တဲ့ Sweden တို့ပြင်သစ်တို့ဘာညာအဲ့စားတွေက4,900,000မလေးရှား4,900,000ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်